အားလုံးပဲမင်္ဂလာပါအခုကျွန်တော်လက်ရှိမှာဟော့နေတယ်သတင်းလေးတစ်ပုဒ်ရှိပါတယ်အဲ့ဒါကတော့အမေရိကန်ကနေပြီးတော့ဗင်နီဇွဲလားသမ္မတမာဒူရိုကိုဖမ်းမိသွားပြီဆိုတဲ့သတင်းလေးပေါ့နော်ကျွန်တော်တို့ဇန်နဝါရီလ3ရက်နေ့မှာပေါ့နော်အဲ့ဒါ operation လုပ်ပြီးဖမ်းမိသွားတယ်ကျွန်တော်အခုကဒီဗီဒီယိုလေးကတော့ကျွန်တော်နိုင်ငံရေးပြောမှာမဟုတ်ပါဘူးနိုင်ငံရေးအကြောင်းတွေဘာတစ်ခုမှမပေါ့ပါဘူးကျွန်တော်ကအခုဒီသတင်းနဲ့ပတ်သက်ပြီးတော့ AI ကိုကျွန်တော်တို့ကမှန်လေးမေးကြည့်မှာပေါ့နော် AI ကဒီသတင်းသိလားမသိဘူးလား AI ဘယ်လိုဖြေမလဲဘယ်လိုဖြေနိုင်လဲပေါ့နော်ဒါတို့ကျွန်တော်တို့မေးကြည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပညာဘက်ကနေပြီးတော့စမ်းသပ်တာဖြစ်တဲ့အတွက် AI ကိုစမ်းသပ်တာဖြစ်တဲ့အတွက်ကျွန်တော်ရွေးချယ်ဘာမှမရှိပါဘူးဒါလည်းကျွန်တော်ကြိုပြီးတော့ပြောရချင်ပါတယ်နော်အဲ့ကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ AI ကသိလားမသိလားဘယ်လိုဖြေမလဲဆိုတာလေးကျွန်တော်နည်းနည်းလေးစမ်းကြည့်လိုက်ရအောင်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီအမေရိကန်ကနေပြီးတော့ဗင်နီဇွဲလားသမ္မတပေါ့နော်ဖမ်းမိသွားပြီဆိုတဲ့သတင်းတွေအများကြီးရှိပါတယ်အဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော် AI ကိုမေးကြည့်ပါမယ်နော်ကျွန်တော်ပထမဆုံးကျွန်တော်တို့ဟောသွားပါမယ်ဒီ Google ဒီ Gemini ကိုမေးမယ်ပေါ့နော်အဲ့တော့ Gemini ကတော့မိတ်ဆွေတို့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒီမြန်မာလူမေးရတယ်ပေါ့နော်အင်္ဂလိပ်လူတွေပါကျွန်တော်ရိုက်ဆရာမလို့ပါဘူးပထမဆုံးမေးခွန်းအနေနဲ့ကျွန်တော်တို့ဒီဗင်နီဇွဲလားပေါ့နော်အမေရိကန်ကဗင်နီဇွဲလားသမ္မတမာရီယိုကိုဖမ်းမိသွားပြီလားဆိုတဲ့မေးခွန်းနဲ့ကျွန်တော်မေးကြည့်လိုက်ပြီဗျာနော်အဲ့တော့ AI ကဘယ်လိုဖြေမလဲကျွန်တော်ကြည့်လိုက်ရပါနော်လက်ရှိချိန်တဲ့2026ခုနှစ်ဇန်နဝါရီလအထိတဲ့ဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကိုတဲ့အမေရိကန်ကဖမ်းဆီးရမိခြင်းမရှိသေးပါဘူးတဲ့နော်အခုဒါကျွန်တော်ဒီ AI လေးဒီ AI ကိုမေးတဲ့နေရာကျွန်တော်တို့ဒီ2026ဒီကျွန်တော်တို့တလားပဲ4ရက်နေမှာကျွန်တော်မေးတာပေါ့နော်အဲ့အမေရိကန်တရားစွဲဆိုမှုအမေရိကန်တရားရေးဌာနမှမာဒူရိုကိုတဲ့မူရီစီဝါကြံဖတ်မှုတရားဆွဲတာတယ်ပေါ့နော်ဆိုချင်းဝေထုတ်ပြန်ထားတယ်ဆိုတော့သူပြောတာအဲ့တော့လက်ရှိအခြေအနေကသူဘယ်လိုရှိလဲဆိုရင်မာဒူရိုကတဲ့ပင်နီဇွဲလားနိုင်ငံရဲ့မြို့တော်ကာရကတ်မှာရှိနေတယ်တဲ့သမ္မတအာဏာကိုဆက်လက်ဆုပ်ကိုင်ထားစီဖြစ်တယ်လို့သူဖြစ်တယ်အမေရိကန်သူ့ဘော်စီဝိုင်းပစုမှုပြင်းထန်လို့ဆောင်ပေးမယ်တိုက်ရိုက်ဖန်ဆီးဖို့ကတော့နိုင်ငံတကာဆက်ဆံရေးနဲ့အချုပ်ချာအာဏာကိစ္စရပ်တွေကြောင်းနဲ့ခက်ခဲနေစေဖြစ်ပါတယ်လို့ဒါ AI ဖြေသွားတယ်ဗောနော်ဒါဂျမနာဖြေတာဗောနော်အချုပ်အားဖြင့်တဲ့မာဒူရိုဟာအမေရိကန်ရဲ့လူရှိရာဇဝတ်ကောင်စီးနေမှာရှိနေပြီမေးတဲ့ဖန်ဆီးခံခြင်းမရှိသေးပဲဗင်နီဇွဲလားနိုင်ငံကိုဆက်လက်အုပ်ချုပ်နေစေဖြစ်ပါတယ်တဲ့နော်ဗင်နီဇွဲလားနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတောင်းမဟုတ်တဲ့အမေရိကန်နဲ့ဆက်ဆံရေးအကြောင်းထပ်မသိရှိလို့ပါသလားခင်ဗျာတဲ့သူထပ်ပြီးတော့ပြောရအောင်နော်အဲ့တော့ကျွန်တော်ကတခြားမျိုးလေးထပ်ပြီးမေးကြည့်လိုက်ပြီဗျာနော်နည်းနည်းလေးကြည့်တာဗျာနော်မာဒူရိုအဖမ်းခံရပြီလို့မသိဘူးလားဆိုတော့ဘေးကိုမေးကြည့်လိုက်ပြီနော်AI ကသူဘယ်လိုဖြေလဲဆိုတော့လက်ရှိအချိန်ပေါ့နော်သူအချက်လေးထပ်မစစ်စစ်ကြည့်မေးတဲ့တေချောင်းသူပြန်နေဖြေကြပြရစေတဲ့လက်ရှိချိန်တဲ့
2026ခုနှစ်ဇန်နဝါရီလအစောပိုင်းအထိအခါလုံးတဲ့သတင်းဌာနတွေရတဲ့ဒီမာဒူရိုကဖန်စီခံရခြင်းမရှိသေးဘူးတဲ့နော်ဒီမြေတွေ့လိုက်တဲ့သတင်းဟာအောက်မှာချက်ထွေးရတခုဖြစ်နိုင်ပါလေတဲ့သတင်းမှားသွမို့ကောလောဟာလဖြစ်နိုင်လေတဲ့အနိကလူယုံများဖန်စီခံရခြင်းလည်းဖြစ်နိုင်လေတဲ့ဒီလေရင်သိသိခံရခြင်းနော်ဒီဖြစ်ရဲ့ကြောင့်ဟုတ်လားဒီမာဒူရိုကိုဖမ်းမိသွားပြီလို့ထင်မြင်ကြတာမျိုးတွေဖြစ်နိုင်ပါလေတဲ့နော်AI ကတော့မဖမ်းမိသေးတူဖြေတယ်ဗျာနော်ဒီခေတ်ကတော့ကျွန်တော်ဆက်ပြီးကြည့်ရအောင်နော်လည်းကလစ်ကြည့်အောင်ဒီချက်လက်တွေကဘယ်ရက်ထိ update ဖြစ်နေလဲကျွန်တော်ဖြေကြည့်နိုင်မှာဗျာနော်ကျွန်တော်တို့ဖြေကြားပေးနေတဲ့ချက်လက်တွေကတဲ့2026ခုနှစ်ဇန်နဝါရီလ4ရက်နေ့ထိနောက်ဆုံးရသတင်းတွေကိုချိန်ထားတာဖြစ်ပါတယ်တဲ့ကျွန်တော်ရဲ့ serial ချင်းတွေသတင်းတွေချပွေနိုင်တဲ့ Google search လုပ်ဆောင်ချက်ပါဝင်တဲ့အတွက်လက်ရှိဖြစ်ပျက်နေတဲ့ချင်းတွေကိုတတ်နေဆိုတိတိကျကျစစ်ဆေးပြီးဖြေကြားပေးနေတာဗာတဲ့သူဘက်ကတော့တေချာယူသူပြောနေတာပြောတော့ဒီမာဒူနဲ့ပတ်သက်ပြီးတော့2025ခုနှစ်နောက်ပိုင်းနဲ့26စောပိုင်းသတင်းမျိုးထပ်မစစ်ဆေးကြည့်တဲ့အခါမှာလေတဲ့သူကိုအမေရိကန်အလိုရှိနေစေပဲဖြစ်ပါလေတဲ့ဗင်နီဇွဲလားနိုင်ငံအတွင်းနိုင်ငံဖြစ်ရလို့ရှိနေပြီသူကယာရူးကနေဖယ်ရှားခံရတာဒါမှမဟုတ်ညင်ပတ်မှာဖန်ဆင်းခံနေမရှိသေးပါဘူးတဲ့တင်တီးထားတဲ့မာဒူနဲ့လေသူခံတာမို့သူရဲ့ဒီလူယုံနဲ့ပတ်သက်သတင်းတွေလူပြောများကြလို့ဖြစ်မှာပါတဲ့ဘယ်သတင်းရေးမြတွေ့လိုက်လဲဆိုတာလေးကိုဘယ်သတင်းရေးမြမတွေ့လဲဆိုတာကိုပြောပြပေးနိုင်မလားဒီထပ်ပြီးမေးရပါနော်ထားမစစ်စစ်ကြည့်ပါဦးဘာလို့အဖမ်းခံလိုက်ရပြီမသိသေးဘူးလားလို့ကျွန်တော်မျိုးလေးမေးကြည့်လိုက်ပြီဗျာနော်သူထပ်ပြီးတော့စစ်ဆေးကြည့်တယ်ပေါ့နော်သူထပ်ပြီးစစ်ဆေးကြည့်ပါလေတဲ့ဒီဇန်နဝါရီလ4ရက်နေ့ထိခိုင်လို့ကပတ်သတင်းဌာနကြည့်တော့ပါတဲ့ဒီဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုဖန်စီခင်ရပြီဆိုတဲ့သတင်းလုံးဝထပ်ပေါ်မလာသေးပါဘူးတဲ့တင်တဲ့က average မဖြစ်တော့ဘူးမာဒူရိုကိုအမေရိကန်က2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာ operation လုပ်ပြီးဖမ်းသွားပြီလို့ကျွန်တော်ရိုက်ကြည့်လိုက်မယ်နော်။ဘာပြောမလဲကြည့်အောင်နော်။မှန်ပါတယ်ခင်ဗျာတဲ့နော်အချက်လက်တွေကိုတဲ့အသေးစိတ်ထပ်မံစစ်ဆေးကြည့်လိုက်တဲ့အခါတဲ့တင်ပြောတာလုံးဝမှန်ကန်ကြောင်းတွေ့ရပါတယ်တဲ့ကျွန်တော်ရဲ့အရင်ချက်လက်တွေကနောက်ကျနေခဲ့တဲ့အတွက်တောင်းပန်ပါတယ်တဲ့
2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာအမေရိကန်ကတကယ်ပဲစစ်စင်တစ်ခုပြုလုပ်ခဲ့ပြီးမာဒူရိုကိုဖမ်းဆီးလိုက်ပြီဖြစ်ကြောင်းကမ္ဘာသတင်းဌာနကြီးတို့ဖော်ပြနေပြီဖြစ်ပါတယ်တဲ့နောက်ဆုံးတော့ AI ဝန်ခံရတာပဲနော်နောက်ဖြစ်စဉ်ရနှိမ့်ချုပ်ကတော့တဲ့စစ်စင်ရေးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အမိန့်နဲ့ဒီ Operation Absolute Resolve လို့အမည်ပေးထားတဲ့စစ်စင်ရေးကိုဇန်နဝါရီလ3ရက်ဒေသစံတော်ချိန်မနက်2 နာရီဝန်းကျင်မှာစတင်ခဲ့ပါတယ်တဲ့အမေရိကန်ထူးတပ်ဖွဲ့ Data Force ကတဲ့ပင်နီဆူလာနိုင်ငံကာရီဇတ်မြို့ကမာဒူရဲ့နေအိမ်ကိုဝင်ရောက်စီးနင်းပြီးတော့တဲ့ဟောစနေဖြစ်သူ Flores တို့ကိုဖမ်းဆီးခဲ့ပါတယ်တဲ့လက်ရှိနေရာတဲ့နယူးယောက်မှာနော်နယူးယောက်မှာ၆ရှိတင်ပြီးတော့ပြောပါတယ်အမေရိကန်ထုတ်ပြန်ချက်အမေရိကန်သမ္မတထရန့်ကတဲ့ဗင်နီဇွဲလားနိုင်ငံကိုဒီမိုကရေစီစနစ်ကူးပြောင်းနိုင်ဖို့အတွက်အမေရိကန်ကယာယီအဖြစ်ကူညီအုပ်ချုပ်ပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်တဲ့ဟောဒါကျွန်တော်ဒီလက်ရှိဟော့နေတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် AI ကဘယ်လိုဖြေမလဲ AI ကရောဒီသတင်းကိုဒီ update ဖြစ်လားမဖြစ်ဘူးလားဆိုတော့ကျွန်တော်စမ်းသပ်ကြည့်တဲ့အနေနဲ့ဒီဗီဒီယိုလေးကျွန်တော်လုပ်တာပါဒါမစ်ဆူတို့ကျွန်တော်တူတူမျှဝေပြီးတော့လုပ်တာပါတော့ကျွန်တော်ရဲ့ကျွန်မဒီဗီဒီယိုလေးရွေးချက်မှာတခြားဘာရွေးချက်မှမရှိပါဘူးဒီပညာပုံမှာကျွန်တော်စမ်းသပ်တဲ့အနေအထားမျိုးတွေပဲဖြစ်ပါတယ်ဟောဒါလေးကိုပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီနောက်ဗီဒီယိုလေးမှာလည်းကျွန်တော်ဒီတဲ့စိတ်ဝင်စားတာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်